ဝတဝက်ကိုကလေးဖြတ်ခံရတယ်။လက်မောင်းပေါ်ဝင်းဝါနေတဲ့မျက်နှာလေးဟာမျက်လုံးလေးရဲ့ရော့ရော်ရဲရဲအကြည့်မှာစိတ်အားတက်တန်တဲ့အချစ်တွေကိုမြင်နေရတယ်။တကယ်လားအိမ်မက်လားနေအောင်၆ကက်ကတဲ့အချိန်ဟာကုန်တာမြန်လွန်းတယ်။တဖြည်းဖြည်းဖြော့လာတဲ့မျက်နှာလေးရင်ဝင်နဲ့တမုတ်ချင်းကွယ်ပြောက်သွားသူမဘယ်မှာလဲဘယ်နေရာမှာလဲတည်ငါပတ်ဝန်းကျင်အတန်တွေပျောက်ွယ်ကဘာကြီးရက်သွားသလိုဝိဖက်ရင်ခြေဆုံးခေါင်းဆုံးရှာပွေမိသူမဆုံးသွားပြီလို့လေတံတူတူကြားရမဖြစ်နိုင်ဘူးမယုံဘူးသူမရင်ဝင်ထဲမှာရှိနေသေးတယ်အိတ်တာလားပြန်ထပါခွဲတဖြည်းဖြည်းမှောင်တိကြလာသူမအရေးတွေသူမအချစ်တွေသူမဟန်ပန်အမူအရာတွေတခန်းလုံးပြည့်ကျက်နေမုန်းနေဇကားတကားလို့နောက်ပြန်ရည်အိမ်မက်ကခဏခဏပြန်လို့ရင်မျက်ရည်တွေပျော်ဝင်ရင်ဘတ်ထဲနာကျင်အဖြစ်မှန်ကိုပြန်ဖြတ်ဖို့နဲ့သူမပြန်နိုးထလာဖို့အားကိုးရမယ်